အင်္ဂလိပ်စာကိုအမားတို့1 on 1 face to face ပြောချင်တယ် practice လုပ်ချင်တယ်ဒါပေမဲ့ပေါက်တဲ့တရားလုပ်တဲ့လူတွေနဲ့မတွေ့ချင်ဘူးတေချာအင်္ဂလိပ်စာကိုပဲအာယုံစိုက်ပြီးတော့စာလုပ်တဲ့လူတွေနဲ့ပဲစကားပြောချင်တယ်ပြီးရင် completely လေး free ပေါ့နော်အဲ့လို website လေးကိုမာဒီနေ့ share လုပ်ပေးသွားပါမယ်အဲ့ဒီဟာလေးကအမားလည်းအမြဲတမ်းသုံးနေတဲ့ website လေးပေါ့နော်အဲ့ဒီကောင်လေးကတော့အမားတို့ episode လို့ခေါ်ပါတယ်အဲ့ဒီမှာအမားတို့အင်္ဂလိပ်စာကိုဒီ1 on 1 face to face ဖွင့်ပြီးတော့စကားပြောရတာပါတခါပြောလို့ရှိရင်အမတို့9မိနစ်ကြာပါတယ်သူကအမတို့ကိုပြောချင်တာလည်းပြောလို့ရသလိုဒီ topics လေးလည်းပေးထားတယ်ပေါ့နော်အဲ့ topic လေးလည်းအမတို့ပြောလို့ရတယ်အဲ့ website လေးကို join မယ်ဆိုလို့ရှိရင်သူ့မှာ rules တွေရှိတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့အမတို့ကင်မရာဖွင့်ရုံဖွင့်ရမယ်ကင်မရာဖွင့်နေတဲ့အတွင်းအတွင်းမှာလည်းတခြားဟာတွေလုပ်နေလို့မရဘူးဒီဟာကိုပဲတေချာစကားပြောနေရမယ်ပြီးလို့ရှိရင် appropriate မဖြစ်တဲ့အင်ကြီးတွေပေါ့နော်ဖော်ဖော်လော်လော်အင်ကြီးတွေဝတ်လို့မရဘူးပြီးရင်အဲ့ရတဲ့မှာလှဲပြီးတော့စကားပြောလို့မရဘူးတေချာထိုင်ပြီးတော့ကင်မရာလေးဖွင့်ပြီးတော့ pay attention တစ်ဖက်လူကိုလုပ်ပြီးပေါ့နော်စကားပြောရမယ်အဲ့လိုမလုပ်လို့ရှိရင်တို့က detect သိတယ်အဲ့လူတွေကို ban တယ်အဲ့တော့အာယုံနောက်ဆရာကိစ္စတွေလည်းမရှိသလိုအဲ့လိုမျိုးမသိတော့တာတွေလည်းမရှိဘူးဒီ website ပေါ်မှာပေါ့နော်ပြီးတော့အခုစာလုပ်ချင်တဲ့လူတွေပဲစုနေတာဆိုတဲ့အတွက်ကို main ကလေးတွေအတွက်အရန် safe ဖြစ်တယ်အမတခြားဟာလေးတွေသုံးမှုတယ်ဒါလောက် safe မဖြစ်ဘူးပေါ့နော်အခုဒီကောင်ကကြတော့သူလုံးဝသူ rules ကိုအရန် straight ဖြစ်တယ်ဆိုတဲ့အတွက်ကိုအရန် rules လိုက်နာတဲ့လူတွေအတွက်ကတော့အရန်အဆင်ပြေပါတယ် English level အနေနဲ့ကတော့သူတို့က intermediate သမားတွေကိုပဲအဆင်ပြေရလို့တော့ပြောထားရတယ်ဒါပေမဲ့အမကြည့်တာပေါ့နော်ဒီ basic နည်းနည်းတတာလေးပေါ့နည်းနည်း conversation ပြန်လုပ်နိုင်တဲ့လူတွေတောင်မှပဲ join လုပ်ရတာတော့အမတွေ့တယ်အဲ့တော့ကိုကစိတ်ဝင်စားလို့ရှိရင်တော့ join ကြည့်ပါအဲ့ဒီကောင်လေးကမတို့ဖုန်း application တော့မရှိဘူးပေါ့နော်သူက website ကနေပြီးတော့တွားရတာသူ website ကိုတွားပြီးတော့အဲ့ဒီမှာမတို့အကောင့်မရှိရင်အကောင့်ဆောက်လို့ရတယ်မတို့ Gmail တို့ Facebook အကောင့်တို့နဲ့အကောင့်ဆောက်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဝင်ပြီးတော့တုံးလို့ရပါတယ်သူမှအဲ့လို ticket system လေးတော့ရှိတယ်အဲ့ ticket system လေးရလည်းအမတုံးနေတာပေါ့နော်အခုထိတော့အမအဲ့ ticket လေးတွေကုန်သွားတယ်ဆိုတာမရှိဘူးပေါ့နော်အဲ့တော့အဲ့ဒါပူးစရာမလိုဘူးပေါ့နော်အမောက်စီရလူတွေတော်တော်များလဲဒီ website လေးကိုတည်ပြီးသားဖြစ်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အမတော်တော်များလဲအမတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒါလေးကိုမသိရတဲ့လူတွေအတွက်အမ share လုပ်ပေးလိုက်ပါတယ်